မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့ post storage အလွန်နေတဲ့ဖုန်းများအတွက် storage နေရာလေးပို့ပြီးတော့ရလာအောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီကနေ့မိတ်ဆွေတို့မျှဝေပြသသွားမှာဖြစ်ပါတယ်တချို့မိတ်ဆွေများမှာဖုန်း storage နည်းပါးလွန်းတဲ့အတွက်ကြောင့်ဓာတ်ပုံရိုက်လို့လည်းမရဘူးဗီဒီယိုရိုက်လို့လည်းမရဘူး application တွေကို download ဆွဲလို့မရဘူးဒီလိုပြဿနာမျိုးတွေရှိနေတယ်ဆိုရင်ဖြေရှင်းလို့ရမယ့် nist လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဘယ်လိုလုပ်ရမလဲဆိုတာမိတ်ဆွေတို့မျှဝေပြသသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ဖုန်းမှာပါတဲ့ setting နေရာတွေကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့အပေါ်က search bar နေရာမှာ storage ဆိုပြီးတော့ရိုက်လိုက်ပါ storage storage လို့ရိုက်လိုက်ပါခင်ဗျာဒါဆိုရင်ဒီပုံစံမျိုးကြာလာမှာဖြစ်ပါတယ် storage ထဲကိုဝင်လိုက်ပါခင်ဗျာ storage ကိုထပ်ဝင်ပေးလိုက်ပါဒါကတော့မိတ်ဆွေတို့ဒါမြင်လဲမြင်မှုမှာပါဒါဗီဒီယိုတွေ APK တွေ document တွေ system file တွေဓာတ်ပုံတွေ application တွေဒီနေရာမှာတွက်ချက်ပြထားတာဖြစ်ပါတယ်ဒီနေရာမှာဆိုရင် application နဲ့ data များဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဗီဒီယိုများဖြစ်ပါတယ်ဗီဒီယိုများကိုတစ်ခုချင်းဖြစ်ချင်တယ်ဆိုရင်လည်းဗီဒီယိုတွေကိုပြန်ဖြတ်လို့ရပါတယ်မိတ်ဆွေတို့ကိုပြသမယ့်အကြောင်းကတော့ application နဲ့ data ဆိုတဲ့နေရာကနေပြီးတော့ဝင်ပြီးတော့သွားလို့ရမှာဖြစ်ပါတယ်အဲ့နေရာတွေကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာမိတ်ဆွေရဲ့ဖုန်းထဲမှာရှိတဲ့ application အားလုံးတစ်စုတစ်စည်းတည်းတွေ့ရမှာပါဟုတ်ကဲ့ဒါကို application တစ်ခုချင်းကိုဝင်ပြီးတော့လဲဒီ clear cache ဆိုတဲ့နေရာလေးကိုဝင်ပြီးတော့ရှင်းလို့ရပါတယ်ဒါကတော့မိတ်ဆွေတော်တော်များများလဲသိပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်ဒီကနေ့မိတ်ဆွေတို့ကိုပြသခြင်းနဲ့ short web setting လေးတစ်ခုရှိပါတယ်အဲ့ဒါလေးကိုပြချင်တာပါဒီ application တွေရဲ့တစ်ခုချင်း cache တွေကိုတော့မိတ်ဆွေတို့ကိုယ်တိုင်ဝင်ရှင်းခြင်းအပြင်ဖုန်း storage ကိုတိုးလာနိုင်ပါတယ်ဒီမှာဥမာ YouTube တို့ဘာလို့ဆိုရင်လဲ data အများကြီးစားတာတွေရှိပါတယ် storage စားထားတာတွေရှိပါတယ် Chrome တို့ဘာလို့မှလည်းထုတ်တင်း၎င်းပါပဲ cache file တွေရှိပါတယ်ဒါတွေကိုရှင်းလိုက်ပါဟုတ်ကဲ့ပြီးရင်ဒီကနေ့မိတ်ဆွေတို့မျှဝေခြင်းတဲ့အကြောင်းဒါလာပါပြီအပေါ်ကိုဆွဲတင်လိုက်ပါဟုတ်ကဲ့ဆွဲတင်ပါဒီအောက်ဆုံးမှာ share file ဆိုတာရှိပါတယ်ဒီနေရာဟာမိတ်ဆွေတို့သတိမထားမိတဲ့ file တွေအားလုံးကိုအရန်သိမ်းထားတဲ့နေရာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကပုံတွေဗီဒီယိုတွေဖြစ်လိုက်ပြီးမိတ်ဆွေတို့ပြတ်သွားပြီလို့ထင်ကောင်းထင်ပါလိမ့်မယ်ဟုတ်ကဲ့ဒီနေရာမှာရှိပါတယ်ဒါတွေကိုဖြစ်လိုက်မှသာလျှင်မိတ်ဆွေတွေရဲ့ဖုန်းမှာရခင်တက်ပို့ပြီးတော့ပေါ်ပါသွားမှာဖြစ်ပါတယ်တချို့ဖုန်းတွေဟာ2နှစ်3နှစ်အစရှိသဖြင့်သုံးလာတဲ့အတွက်ကြောင့်ဒီနေရာတွေမှာသူသိမ်းထားတာတွေအများကြီးရှိပါတယ်ခင်ဗျာနိုင်ဝက်လောက်တောင်တချို့ဖုန်းတွေမှာဖြစ်ရတာမျိုးရှိပါတယ်ဟုတ်ကဲ့ဒီနေရာမှာနမူနာဖြစ်ပြမှာဖြစ်ပါတယ်ဒါတွေအားလုံးဖြစ်ပြမှာဆိုရင်လဲမိနစ်20လောက်ကြာသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတွေကိုရွေးချယ်ပြီးတော့ဖြစ်လိုက်ပါအများကြီးရှိပါတယ်ဒီဖုန်းမှာဆိုရင်အများကြီးရှိပါတယ်ဒါကိုကျွန်တော်ဖြစ်မပြတော့ပါဘူးဟုတ်ကဲ့ဒီ file တွေ share file ဆိုတဲ့နေရာကိုဝင်ပြီးတော့မိတ်ဆွေတို့ဖြစ်ထားလိုက်မယ်ဆိုရင်မိတ်ဆွေတွေရဲ့ဖုန်း storage ကရခင်ထက်ပိုပြီးတော့များလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုလေးကလည်းပဲမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ပြောလိုက်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ